မင်္ဂလာပါရှင်လုပ်ငန်းသုံးကြောင်သုံးအိမ်သုံးအားလုံးအဆင်ပြေတဲ့နိုင်ငံကပန်ကားလေးရှာနေရဆိုလို့ရှင်တော့ဒီ Alpha က16လက်မှနိုင်ငံကပန်ကားလေးရောက်ထားပါတယ်အဲ့တော့သူကဒီလိုမျိုးကျိုးဆွဲပုံစံလေးနဲ့သုံးရမှာဖြစ်ပါတယ်ဒါလေးကတော့အခုတက်စင်နေတုံးပေါ့နော်တက်စင်နေတော့ပုံစံလေးမို့လို့ပါအဲ့တော့ဒီကောက်ဆိုင်လေးကတော့ site ကသူက16လက်မှ site လေး watt truck က watt truck 50ရှိတယ်ဘယ်ညာလှည့်ပေးနိုင်တယ် speed ကတော့3ဆင့်ပါမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့သူ့ရဲ့ပန်ကားအသားနာလေးတွေပါဒါကတော့သူ့ရဲ့လေအားလေးကိုစမ်းပြပေးရဖြစ်ပါတယ်အဲ့တော့လေညာဆိုလို့ရှိရင်လည်းဒီဘက်တွေဒီရောက်နိုင်တဲ့အတွက်လေကိုarea ကြည်ကြည်ပေါ့နော်လေပုတ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါက16လက်မ site Alpha ပန်ကားလေးပဲဖြစ်ပါတယ် Alpha နိုင်ငံကပန်ကားလေးပဲဖြစ်ပါတယ်အဲ့တော့ Alpha မှာဆိုလို့ရှိရင်အာမခံပါရှိတာလည်းဖြစ်တဲ့အတွက်သူ့ပြင်မို့ကိုလည်းစိတ်ပူစရာမလိုဘူးဒီမှာဒါ Alpha ရဲ့ official warranty ကတစ်နှစ်အာမခံပါရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ Alpha wall fan လေးကိုလိုအပ်လို့ဝယ်ယူခြင်းနဲ့မှာယူခြင်းနဲ့ဆိုရင်တော့ Homemade Electronics ရဲ့ online ကနေလည်းဆက်သွယ်ပြီးတော့မှာယူနိုင်တယ်လို့ Homemade Electronics ရဲ့ဆိုင်တွေဖြစ်တဲ့မန္တလေးဆိုင်ရန်ကုန်ဆိုင်နဲ့ပြည်ဦးလွင်ဆိုင်တွေအားလုံးမှာလည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါမယ်ရှင်